မင်္ဂလာပါခင်ဗျာပတ်စင်တင်ဆက်နေကြတိုင်းရင်းသားရိုးရာဓလေ့ထုံးစံအစီအစဉ်ကနေဒီတစ်ပတ်မှာတော့ကူကီတိုင်းရင်းသားမျိုးနွယ်စုထဲမှာထာရိုကူကီလူမျိုးတွေရဲ့ပျော်ရွှင်စရာကောင်းလာတဲ့ကျန်းကုတ်လို့ခေါ်တဲ့ကူကီရိုးရာကောက်တစ်စားပွဲအကြောင်းဖြစ်ပါတယ်ထာရိုကူကီလူမျိုးတွေအထူးလေးထားတဲ့ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ကောက်တစ်စားပွဲအကြောင်းကိုကျွန်တော်အောင်ကျော်ကိုအောင်မိုးမြင့်နဲ့မက်ခိုင်ခိုင်တို့ကနေတင်ပြသွားမှာဖြစ်ပါတယ်ထာရိုကူကီလူမျိုးတွေဟာကောက်တစ်စားပွဲကိုပျော်ပွဲရွှင်ပွဲတစ်ခုအဖြစ်ကျင်းပကြရုံသာမကပဲဘာသာရေးယုံကြည်မှုတစ်ခုအနေနဲ့လည်းနှစ်စဉ်ကျင်းပကြတာဖြစ်ပါတယ်။ကောက်တစ်စားပွဲကျင်းပတဲ့အချိန်ဟာတောင်ပေါ်နဲ့မြေပြန့်ဒေသလိုက်တရွာနဲ့တရွာမတူညီကြပါဘူး။အများအားဖြင့်ကောက်တစ်စားပွဲကိုကောက်ရိတ်သိမ်းပြီးစအချိန်နိုဝင်ဘာလကုန်ပိုင်းနဲ့ဒီဇင်ဘာလဆန်းပိုင်းမှာကျင်းပလေ့ရှိကြပါတယ်။တောင်ပေါ်ကူကီရွာကပျော်စရာကောင်းတဲ့ကောက်တစ်စားပွဲအကြောင်းကိုကူကီအမျိုးသမီးတဦးဖြစ်တဲ့ဗီနူးကအခုလိုပြောပြထားပါသေးတယ်။ဒီပွဲဟာကျမတို့တောင်ပေါ်မှာအပျော်ရွှင်ပွဲတစ်ခုဖြစ်ကျင်းပကြပါလေ။မောင်တတိသူ့မှာအတီးအကတွေကျမတို့လုပ်ကြပါတယ်။ကျုံကျဲကတွေပေါ့ဒီကောက်တစ်စားပွဲမှာအားလုံးဒီကိုဆွနဲ့ပါဝင်နေကျမတို့ကဒီကျုံကျဲကမှာအဖိုးကြီးတယောက်နဲ့လူကြီးတယောက်ဒါမှမဟုတ်ရင်လည်းခွာကြီးတယောက်နဲ့လူပြိုလေးတယောက်တဲပြီးတော့ကျမတို့ကခိုင်းပါတယ်။ကတဲ့လူတွေရောကျတော့ဆွနဲ့ကပြီးတာဖြစ်ပါတယ်။ဟာတာနေနဲ့လေဟာတာတွေနဲ့ဒီအတီမိုးတွေကျမတို့ရောခေးမှကျမတို့လုပ်တာဖြစ်ပါတယ်လူတွေအားလုံးပျော်ရွှင်နိုင်အောင်ပို့ပြီးတော့ပျော်ရွှင်နိုင်အောင်ဒီပြလေးနဲ့ဖြစ်အောင်ပေါ့ဒီဖွားကြီးလေးဒီပိုးကြီးတွေကိုအပြိုမလေးတွေဒီပြိုလေးတွေနဲ့တွဲနေကခိုင်းတာဖြစ်ပါတယ်ကောက်တစ်စားပွဲကျင်းပတော့မယ်ဆိုရင်ပထမအဦးဆုံးအနေနဲ့ကြေးရွာမှာရှိကြတဲ့လောမ်လို့ခေါ်တဲ့လူငယ်အဖွဲ့ကလူငယ်တွေဟာရွာတကြီးအိမ်သွားရောက်ပြီးကောက်တစ်စားပွဲမကျင်းပမီတရက်လိုမှာစားတောက်ဖွယ်ရာတွေကိုစုဆောင်းပြင်ဆင်ကြရပါတယ်ရွာသူရွာသားတွေအားလုံးကလည်းသူတို့ရဲ့ခြံထွက်သီးနှံဥဖျားဖျားတွေအစားအသောက်တွေကိုယူဆောင်လာပြီးရွာတကြီးအိမ်မှာလာရောက်စုပုံထားကြရပါတယ်လူငယ်တွေကတော့တောင်ယာတွေကရိတ်သိမ်းလာတဲ့ဥဖျားဖျားကောက်ညင်းစပနံတွေကောက်လှိုင်းတွေကိုရွာတကြီးအိမ်မှာလာရောက်စုပုံထားကြရပါတယ်အဲ့ဒီနောက်စပားချွေမောင်းထောင်းမုံဖတ်ထုတ်ထုတ်ဖို့အတွက်ငပြောဖက်သွားခုတ်ကြပြီးတညလုံးရိုးရာမုံတွေအစားအသောက်တွေကိုလူငယ်တွေအားလုံးပျော်ပျော်ပပနဲ့ဝိုင်းဝန်းချက်ပြုတ်ကြပါတယ်ကူကီလူမျိုးတွေဟာကောက်တစ်စားပွဲကိုရွာလိုက်စုပုံကျင်းပပြုလုပ်ကြလေရှိပါတယ်ကောက်တစ်စားပွဲကျင်းပတဲ့မနေ့စောစောမှာရွာသူရွာသားအားလုံးဟာရွာတကြီးအိမ်မှာလာရောက်စုယုံကြရပါတယ်ကောက်တစ်စားပွဲကိုတော့စုတောင်းပွဲနဲ့စတင်ကျင်းပတယ်လို့ကိုယ်တိုင်ပါဝင်ခဲ့မှုတဲ့ကူကီမျိုးသမီးနင်ဘွိုင်းကပြောပြပါတယ်ကျမဦးဆုံးရတူကြီးဦးဆောင်ပြီးတော့ကျမတို့စုတောင်းပွဲလုပ်ရပါတယ်။အဲ့ဒီစုတောင်းတာကဒီရွာမှာဒီနေ့ထက်မှကျမတို့တက်ကောက်ပဲပြီးနိုင်တဲ့တက်ကြီးစီလို့ကြီးမောမယ်။နောက်နေ့ထက်မှလည်းဒီစပားထက်ကောင်းအောင်ပြီးနိုင်တဲ့ထက်ကောင်းအောင်ပေါ့နော်။နောက်ပြီးတော့ရွာသူရွာသားလည်းကျမကြီးကောင်းအောင်ညီလေးရှိအောင်စီလုံးမှုရှိအောင်ပေါ့နော်။အဲ့ဒါစုတောင်းရတယ်။နောက်ပြီးလို့ဆိုရင်ပြင်ပကမကောင်းဆိုးရတဲ့ဝင်မလာအောင်ပေါ့နော်။သားစီးရဲ့နေနဲ့ဒီရွာကိုဒီရွာတစ်ချက်နေပြီးတော့ကောင်းကြီးပြီးတော့စုတောင်းရပါတယ်။အဲ့ဒီလိုနဲ့ကျမတို့ဆိုင်းတောင်းနဲ့ဒီလိုရကောက်တစ်စားပွဲတော့အစိုးကတီးမှုတွေနဲ့ပေါ့နော်ဘယ်လိုရဲ့စီမံစာပြီးတော့ပြင်ပရတာမလိုက်တော့နီကိုလူတာမလိုက်တော့နီကိုလူတာအလုံးကိုမြင်တိုင်းဝတ်တာစုတောင်းပွဲပြီးတဲ့နောက်မှာချက်ပြုတ်ထားတဲ့ရိုးရာအစားအသောက်မျိုးစုံနဲ့အသီးနှံတွေကိုလူငယ်တွေကပရိသတ်ကိုလိုက်လံဝေပေးကြပါတယ်မိမိနှစ်သက်ရာအစားအစာတွေကိုလည်းယူဆောင်စားသုံးနိုင်ပါတယ်ကောက်တစ်စားပွဲအတွက်အဓိကထားပြီးချက်ပြုတ်ကြတဲ့အစားအစာတွေကတော့ကြံလလို့ခေါ်တဲ့ကူကီရိုးရာမုံဖတ်ထုတ်ကြံဘဲလို့ခေါ်တဲ့ကူကီမုံစမ်းကော်ပူနွေးလို့ခေါ်တဲ့ပြောင်းဖူးစိတ်တောင်ယာဆက်ဆံမြောက်ဥနဲ့ရွှေပြုံသည့်အရစ်အမဲ့တွေကိုရောမွေချက်ပြုတ်ထားတဲ့ထာရိုကူကီရိုးရာဟင်းတစ်မျိုးနောက်ပြီးအင်ထောမ်လို့ခေါ်တဲ့သမင်းကျင်တစ်မျိုးတို့ဖြစ်ကြပါတယ်အခြားအစားအသောက်များနဲ့အသီးနှံမျိုးစုံကိုလည်းကောက်တစ်စားပွဲမှာတွေ့မြင်နိုင်ပါတယ်အဲ့ဒီလိုရိုးရာစားတောက်တွေကိုတနေကုန်စားရင်တောက်ရင်းနဲ့ရှေးသချင်းကြီးတွေသချင်းသစ်တွေကိုရိုးရာဒိုရိယာပစ္စည်းတွေနဲ့လူကြီးတွေကတလှည့်လူငယ်တွေကတလှည့်စီဆိုရင်ကခုန်ကြပါတယ်ညပိုင်းမှာလည်းဝတ်ပြုဆူတောင်းမှုတွေထပ်မံပြုလုပ်ပြီးကောက်တစ်စားပွဲကိုဆက်လက်ကျင်းပကြပါတယ်အဲ့ဒီဝတ်ပြုဆူတောင်းမှုတွေပြီးပြီဆိုရင်တော့လူငယ်တွေအတွက်လျှံခွန်းလို့ခေါ်တဲ့ပျော်ပွဲရှင်ပွဲကိုစတင်ပြုလုပ်ကြပါတယ်ဒီပျော်စရာကောင်းတဲ့လျှံခွန်ပွဲအကြောင်းကိုတော့နင်ဘွိုင်းကပဲအခုလိုရှင်းပြထားပါတယ်ကျော်ဝရှိဘလို့တဲ့နေရာမှာကျမတို့ဒီလူငယ်တွေဥဆောင်ပြီးတော့ဒီလံခွန်ပွဲဆိုတာလုပ်ရတယ်။အဲ့ဒီလံခွန်ပွဲကိုကျမတို့အကျော်စီဆုံးဖြောင်းပေါ့နော်။ပါဝင်တဲ့လူတွေအားလုံးပြောနိုင်အောင်ပေါ့နော်။လုပ်ရတာကတော့
တောင်းဆိုမှုတွေလုပ်ရတယ်ဥပမာဒီလိုသားတယောက်ကနေပြီးတော့သူတိုက်နေတဲ့မျိုးတစ်ကြီးတယောက်ကိုသူနဲ့အတူတွဲပြီးတော့ကားဖို့ပေါ့တောင်းဆိုလို့ရတယ်အမျိုးသမီးအနေနဲ့ကလည်းသူနေတဲ့မျိုးတစ်ယောက်ကိုသူလိုသင်တဲ့အတိုင်းဥပမာတစ်ခုဆိုတာကားဖို့ပေါ့နော်တောင်းဆိုလို့ရတယ်အဲ့မှာတောင်းဆိုပြီးတော့သူတို့ကနေတဲ့ခါမှာတန်တဲ့လူတွေတချို့မှဆိုပေးရတာပေါ့နော်နောက်ပြီးတော့ပြိဿထဲကနေလည်းသူတို့ကြိုက်ကြတာလို့ထင်တာကိုသူတို့တောင်းဆိုလို့ရပါတယ်ဒီအမျိုးသမီးနဲ့ဒီမျိုးသွားတွဲပြီးတော့ကပေးပါဆိုတာမျိုးဒါမှမဟုတ်ဒီအမျိုးသမီးဘောတစ်ခုဆိုပေးပါဆိုတာမျိုးညပိုင်းလျံခွန်ပွဲပြီးပြီဆိုရင်တော့ဝတ်ပြုဆုတောင်းမှုပြုလုပ်ပြီးကောက်တစ်စားပွဲအခမ်းအနားကိုရနာလိုက်ကြပါတယ်အခုတင်ဆက်သွားတာကတော့နှစ်စဉ်ကျင်းပလေရှိတဲ့ထာရိုကူကီလူမျိုးတွေရဲ့ပျော်ရွှင်စရာကောင်းလာတဲ့ကောက်တစ်စားပွဲအကြောင်းဖြစ်ပါတယ်သောတာရှင်များအားလုံးရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ